အာဆင်နယ်ကိုကမ္ဘာအကောင်းဆုံးတေကန်ဘောပြင်ဖြစ်အောင်နီကိုလတ်ဂျိုဘာဘယ်လိုတိစောက်ပေးခဲ့လဲပရိသတ်အားလုံးမင်္ဂလာများရှင်လန်းတဲ့ဆန်ကနေတင်ဆက်ပေးနေပါတယ်အာဆင်နယ်ရဲ့ဆက်ပြီးစွမ်းဆောင်ရည်ကပရီးမီးယားလိပြိုင်ပွဲသမိုင်းရဲ့အကောင်းဆုံးသောစွမ်းဆောင်ရည်တွေကတစ်ခုဖြစ်ပါတယ်အာဆင်နယ်တေကန်ဘောတွေကနေဂိုးသွင်းနိုင်တိုင်းတက်တိုင်းမှာအာဒီတာဟာအမြဲတမ်းဆက်ပြီးနီးပြနီကိုလတ်ဂျိုဘာကိုလက်ညှိုးညွှန်ပြပြီး credit ပေးတာကိုမယိုးနိုင်အောင်မြင်ရမှာဖြစ်ပါတယ်အာဆင်နယ်ရဲ့နိုင်ပွဲတွေကတေကန်ဘောတွေဟာမာပြိုအမြောက်လက်နက်ဖြစ်နေပါတယ်။ဒါဂျူနီကိုလက်စ်ဂျိုဘာကြောင့်ပဲဖြစ်ပါတယ်။သူကအာဆင်နယ်ကိုတေကန်ဘောအညံ့ဆုံးအသင်းဖြစ်ကနေတေကန်ဘောအကောင်းဆုံးအသင်းဖြစ်အောင်တည်ဆောက်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒီကလေးဂျိုဘာဟာဆက်ပြီးနဲ့ပတ်သက်ရင်ဂူရုဖြစ်ပြီးမန်စီးတီးမှာကလေးကနာမည်ကောင်းရခဲ့တာပါ။အာဒီတာနေနဲ့ဂျိုဘာကိုမန်စီးတီးကနေခေါ်နိုင်ခဲ့တာကအာဆင်နယ်ခဲဆက်အားနည်းခဲ့တဲ့ဆက်ပြီးတွေကိုပြုပြင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီတော့ဆိုရင်အာဆင်နယ်ဟာကိုထောက်ကံမောရရင်သာကိုရနိုင်တယ်ဆိုတဲ့ခံစားချက်များပေမဲ့ကိုထောက်ကံမောပေးရပြီဆိုရင်တော့ပယ်နယ်တီပေးလိုက်ရတယ်လို့ကိုပေးနေရတဲ့အသင်းဖြစ်ပါတယ်။ဂျိုဘာဟာမန်စီးတီးအသင်းအတွက်2019ခုနှစ်ကနေ2021ခုနှစ်အထိဆက်ပြီးနေပြအဖြစ်တာဝန်ယူခဲ့သူပါ2019ကနေ2020ပရီးမီးယားလိရာသီမှာမန်စီးတီးအတွက်ရရောက်ခြင်းမှာပင်တေကန်ဘော်ဒီကနေဂိုးပေးရနေအောင်စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်သူမြောက်ခင်ရာသီကမန်စီးတီးဟာတေကန်ဘော်ဒီရဲ့39ရာခိုင်နှုန်းလောက်ကနေဂိုးပေးခဲ့ရပြီးသူရောက်လာချိန်မှာတော့20ရာခိုင်နှုန်းသာဂိုးပေးရတာဖြစ်ပါတယ်2020-21ရာသီမှာတော့16ရာခိုင်နှုန်းအထိရောကျသွားခဲ့ပြီးမန်စီးတီးဟာတေကန်ဘော်ကနေဂိုးပေးရမှုအနည်းဆုံးအသင်းဖြစ်လာခဲ့တာဖြစ်ပါတယ်ဒါနဲ့မကသေးပဲသူရောက်လာချိန်မှာမန်စီးတီးဟာတေကန်ဘော်ကနေဂိုးရယူနိုင်မှုမှာလည်းတိတိကျကျမြင့်တက်လာခဲ့ပါတယ်သူမြောက်ခင်ရာသီကမန်စီးတီးဟာတေကန်ဘော့ကနေဂိုးရယူမှာပရီးမီးယားလိမှာ1-10ဝင်ခဲ့ပေမဲ့သူရောက်လာတဲ့2019-2020ရာသီမှာတော့တေကန်ဘော့ကနေ19ဂိုးရခဲ့ပြီးအများဆုံးအသင်းဖြစ်လာခဲ့ပါတယ်2020-21ရာသီမှာမန်စီးတီးဟာတေကန်ဘော့ကနေ73ဂိုးရခဲ့ပါတယ်။ဂျိုဘာနီနဲ့မန်စီးတီးကိုတေကန်ဘော့ကနေဂိုးမပေးရအောင်စွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့တေကန်ဘော့ကနေဂိုးတွေခံမများရလာအောင်လည်းကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။အာဒီတာမန်စီးတီးမှာဂျိုဘာနဲ့6လတာလှုပ်တွဲလုပ်ခဲ့ရပေမဲ့အရေးသွေးကိုကောင်းကောင်းသိရှိနားလည်ခဲ့ပြီးအာဆင်နယ်ကိုနောက်ဆင့်မြင့်ဖို့ရာခေါ်ယူခဲ့တာဖြစ်ပါတယ်။ဂျိုဘာကိုခေါ်ယူပေးခြင်းမှာအာဒီတာကကျွန်တော်တို့တေကန်ဘော်ရီကနေဂိုးရယူနိုင်ဖို့ရအထူးကျွမ်းကျင်သူလိုအပ်တယ်လို့ကျွန်တော်ထင်ခဲ့ပါတယ်။ဒါကြောင့်သူနဲ့တွေ့ဆုံခဲ့ပြီးသူ့ကိုအသင်းရဲ့စီမံကိန်းမှာလာရောက်ပူးပေါင်းဖို့ဖိတ်ခေါ်ခဲ့ပါတယ်။အခုဆိုရင်သူဟာအသင်းအတွက်တကယ်ကိုကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေယူဆောင်လာခဲ့ပါပြီလို့ပြောခဲ့ပါတယ်။အချက်လက်တွေအရအာဆင်နယ်ဂျိုဘာကိုခေါ်ယူနိုင်ခဲ့ပြီးတဲ့နောက်ဘောလုံးလောကရဲ့ထောက်ခံဘောကနေဂိုးယူနိုင်ဆုံးအသင်းဖြစ်လာခဲ့ပါတယ်။ဂျိုဘာရောက်လာပြီးနောက်ပိုင်းအာဆင်နယ်အသင်းဟာထောက်ခံဘော15ချိန်မှာတကိုးလုံးသွင်းနိုင်တဲ့အသင်းဖြစ်လာခဲ့တော့တာပါ။အာဒီတာအနေနဲ့သူ့လက်ထက်မှာတေကန်ဘောနဲ့ပတ်သက်ရင်အနေအများတဲ့လက်နက်တစ်ခုဖြင့်အသက်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။တေကန်ဘောနဲ့ပတ်သက်ပြီးအာဒီတာကသူ့ရဲ့အမြင်ကိုခုလိုပြောခဲ့ပူပါတယ်။မော်ဒယ်ဘောလုံးလောကမှာတေကန်ဘောတွေဟာအရေးပါတဲ့အစိပ်ပိုင်းတွေဖြစ်ပါတယ်။တေကန်ဘောနဲ့ပတ်သက်ပြီးကျွမ်းကျင်ပညာရှင်တွေကျွန်တော်တို့အသင်းအတွက်အင်မတန်အရေးပါပြီးအသုံးဝင်တဲ့သူတွေဖြစ်လာမှာပါတယ်။သူစကားတိုင်းပဲအာဒီတာဂျိုဘာကိုရအောင်ခေါ်နိုင်ခဲ့ပြီး project နဲ့စစည်းရုံးနိုင်ခဲ့တာဖြစ်ပါတယ်။ဒီကနေ့ဂျိုဘာရောက်ရှိပြီးတဲ့နောက်အာဆင်နယ်ဟာပရီးမီးယားလိမှာ2023-2024ရာသီမှာတေကန်ဘောကနေ22ကို2024-25ရာသီမှာ18ကိုဒီရာသီမှာလက်ရှိချိန်ထိ9ကိုရထားပါတယ်။တေကန်ဘောတွေကိုတုံးချတဲ့ကအာဆင်နယ်အတွက်တရားဒီကိုနဲ့ဆင်အာမခံနိုင်တဲ့တိုက်စစ်မှုတို့ကိုပိုင်ဆိုင်ထားရသလိုပါပဲ။အာဆင်နယ်ရဲ့တေကန်ဘောကြောင့်ဘောလုံးလောကရဲ့နေစတစ်ပိုင်းတွေကလည်းပြောင်းလဲလာခဲ့ပြီးဂွာလာရဲ့မန်စီးတီးအသင်းတော်အဲ့ဒီနောက်ကိုလိုက်လာခဲ့တာမြင်တွေ့ရမှာပါ။အသင်းငယ်တသင်းတေကန်ဘောကောင်းရင်ကြောက်စရာကောင်းပါတယ်။အသင်းကြီးတသင်းတေကန်ဘောကောင်းရင်တော့စိုးဝဲတော့မရှိတော့ပါဘူး။ဒါကြောင့်ဝေဖန်သုံးသက်သူတွေကအာဆင်နယ်ဟာဘောလုံးလောကရဲ့လှပတဲ့ကစားရံကိုဖျက်ဆီးတဲ့အသင်းဆိုပြီးတော့ပြောနေကြပါတယ်။ဒါပေမဲ့အသင်းတိုင်းဒီမှာတေကန်ဘောရေစီကြောင်းနောက်ကိုလိုက်လာနေကြပါပြီ။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့အသင်းအကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။